ကျွေးကုန်းစီတော်မြတ်ကြီးဟာရန်ကုန်တိုင်းတကုံမြို့နယ်တိန်ကုတ်တရာကုန်းတော်ထက်မှာတည်ရှိပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်ပေ190-60 မီတာမြင့်ပါတယ်။ညံတော်အမြင့်326ပေ100 မီတာခန့်ရှိပြီးဘုဒ္ဓဂမြေဟာ114ဧက46ဟက်တာကျယ်ဝန်းပါတယ်။ရေမျက်နှာရဲ့အကျယ်ဝန်းဟာ14ဧက6ဟက်တာကျယ်ဝန်းပါတယ်။မဟာတက္ကိ103ခုနှစ် BC 600ခန့်မှာဂေါရမဗုဒ္ဓမြတ်စွာဘုရားရှင်ဖရာအဖြစ်သို့ရောက်တော်မူပြီးနောက်တတတဟခုနဌာနမှာလှည့်လည်ဆံမြန်းတော်မူစဉ်ဥက္ကလာပတိုင်းမှာတပုတ်တနဲ့ဗလိကအမည်ရှိကုံတယ်ညီနောင်တို့ဟာပြားမုံအုပ်စွန်းတို့ကိုဆက်ကလူတန်းကြပါလေဘုရားရှင်ကမေတ္တာဒါနအဖြစ်စံတော်မြတ်ရှေ့စုကိုပြန်လည်ပေးဆွခဲ့ရာအဲဒီစံတော်များကိုမြန်မာနိုင်ငံသို့ပင့်ဆောင်ခဲ့ပါလေဥက္ကလာပတိုင်းသို့ပြန်လည်ရောက်ရှိချိန်မှာဥက္ကလာပမင်းကြီးအမှုပြုပြီးတိုင်းသူပြည်သားများကကြိုးဆိုပူဇော်ခဲ့ကြပါလေ။ဥက္ကလာပမင်းကြီးအမှုပြုတဲ့ဥက္ကလာပတိုင်းသားများဟာရှေးခင်ပွင့်တော်မူပြီးသောကကုတ္တနာမြတ်စွာဘုရားရှင်ရဲ့တောင်မွေးတော်ကောနာဂမနဘုရားရှင်ရဲ့ရေစစ်တော်ကတ္တဝဘုရားရှင်ရဲ့ရေသွန်းသင်္ကန်းတော်တို့နဲ့ဂေါရမဘုရားရှင်ရဲ့စံတော်ရှိစုကိုတိန်ကုတ္တရာကုန်းတော်ထက်မှာဌာပနာပြီး